ကဲမျိုးတို့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မျိုးတွေအတွက်ပေါ့နော်တက်တန်တိုးသမားတွေအတွက်သတင်းကောင်းပါပါတယ်ခင်ဗျာသတင်းကောင်းပါလဲဆိုတော့အရင်တော့ဆိုရင်ကျွန်တော်တို့ဒီ website ထဲမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ website ထဲမှာတွင်းနေတဲ့အခါကျလို့ရှိရင်ဒီ calling visa ပေါ့နော်ပတ်စံဟိုဘယ်လိုပြောမလဲဟို visa ထိုးဖို့အတွက်ကိုပေါ့နော်တက်တန်တိုးသမားတွေရှေ့တိုးလို့မရဘဲနဲ့ဟိုလဲလုံးမရဒီလဲလုံးမရဖြစ်နေကြတာပေါ့နော်အဲ့အတွက်ကိုအခုဒီနောက်ပိုင်းမှာလွန်ခဲ့တဲ့29ရက်နေ့เนาะကျွန်တော်တို့ဒီငါးသန်းကုမ္ပဏီနဲ့ဝိုင်းရင်ပွဲစားတွေနဲ့ဘောနော်အလုပ်ရှင်တွေသွားပြီးတော့အလုပ်သမားဝန်ကြီးဌာနမှာဆန္ဒပြလိုက်တဲ့နောက်ပိုင်းဘောနော်အခုဒီ28ရက်နေ့29ရက်နေ့မှာတော့ဒီ29ရက်နေ့တိတိကျကျဘောနော်ဒီ28ရက်နေ့ညပိုင်းနေမှာဆိုရင်တော့ဟိုတိတိကျကျကိုသိလာရတယ်အဲ့ဒါကိုနည်းနည်းလေးမြန်လာယူဘောနော်အဲ့တော့မွေစားမထုရသေးလို့စိတ်ညစ်နေတဲ့လူတွေတက်တန်တိုးတဲ့လူတွေအတွက်ကိုကျွန်တော်တို့မြန်လာတော့မယ်ဆိုတဲ့သတင်းကိုလာရောက်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့မျိုးနေတချို့တွေကကြတော့လည်းအိမ်ပြန်ဖို့အတွက်ဗီဇာကိုလိုနေတယ်တချို့တွေကကြတော့ကိစ္စဘဝလုပ်ဖို့အတွက်ကိုဗီဇာကိုလိုနေတဲ့လူတွေအတွက်ကတော့သတင်းကောင်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့မျိုးတို့ခဏလေးတီးခံပြီးတော့စောက်လိုက်ကြပါမိမိတို့လှုပ်ထားတဲ့ပွဲစားတွေကိုမေးပါเนาะအခုတဖြည်းဖြည်းချင်းဒီ1ရက်2ရက်အတွင်းမှာဆိုလို့ရှိရင်တိတိတသားကြီးကိုမြန်လာတော့မှာဖြစ်ပါတယ်။အဲ့ဒါလေးကိုလာရောက်ပြီးတော့သတင်းကောင်းပါခြင်းပဲဖြစ်ပါတယ်ကဲမျိုးတို့စောင့်နေတဲ့တက်တန်တိုးသမားတွေအားလုံးဝမ်းသာလိုက်ပါတော့เนาะဟုတ်ကဲ့ပါအားလုံးကံကောင်းကြပါစေအလုပ်ကိုင်ဆင်ပြေလို့เนาะအားလုံးစိတ်ချမ်းသာကိုချမ်းသာမှုကိုရနိုင်ကြပါစေလို့ဆုမကောင်းလေးတောင်းလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျ